ဒီဇလန်ရဲ့အစမှာတော့သွေးဆုပ်ဖုတ်ကောင်သခင်ကြီးဗစ်တာတယောက်ဒဏ်ရာတွေနဲ့နာကျင်နေတာကိုတွေ့ရပါတယ်။သူဖမ်းခေါ်လာတဲ့မိန်းကလေးကသူ့ကိုတနာဖို့နေနေတာဒါမှန်ပဲလေ။နင်ကတောက်သွေးဆုပ်ဖုတ်ကောင်ပဲငါရဲ့သွေးတွေကနင်းစိတ်ကိုကြောက်ကြက်ဖြစ်စေတယ်မလားဆိုပြီးတော့တောင်းမှောင်ပြောင်နေပါသေးတယ်ဗစ်တာကတော့နာကျင်နေတဲ့ကြားကပဲသူမပြောတာလိန်နေတာပါသူမရဲ့သွေးကဘာမှမထူးခြားပဲသူ့တန်ရာတွေကိုတောင်ပူဆိုးစေတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်အောက်ငယ်သားတစ်ယောက်ရောက်လာပြီးသခင်ကြီးဘာလုပ်နေတာလဲလို့မေးမြန်းပါတယ်ဗစ်တာကဒီကောင်မလေးကိုမူဆိုးနှစ်ယောက်လက်ထဲကနေကယ်လာခဲ့တာဖြစ်ကြောင်းဒါပေမဲ့သူမရဲ့သွေးကပုံမှန်မဟုတ်ကြောင်းပြောပြပါတယ်ဒီတော့မှလက်အောက်ငယ်သားကအကြောင်းစုံကိုရှင်းပြပါတော့တယ်ဒီကောင်မလေးကတာမန်သွေးကြုံတစ်ယောက်မဟုတ်ပါဘူးတဲ့သူမရဲ့သွေးကအစွန်းထက်လာဖို့ဆိုရင်သခင်ကြီးအနေနဲ့သူမနဲ့ယုံကြည်မှုတည်ဆောက်ပြီးစိတ်ပိုင်းဆိုင်ရာတန်ရောစင်တစ်ခုရှိလာဖို့လိုအပ်ပါတယ်ဒါဟာအချိန်ယူရမယ့်ကိစ္စတစ်ခုပါပဲလက်အောက်ငယ်သားကဆက်ပြီးတော့သခင်ကြီးသာသူမနဲ့ယုံကြည်မှုတည်ဆောက်နိုင်ရင်သူမကသခင်ကြီးအတွက်မရှိမဖြစ်တန်ဖိုးရှိလာမှာဖြစ်လို့ခေါ်သွားဖို့တိုက်တွန်းပါတယ်ဗစ်တာကတော့မင်းငါကိုလိန်ရင်တော့တေဗီတာမတ်ဆိုပြီးချင်းချောက်စကားဆိုကသူမကိုခေါ်ဆောင်သွားခဲ့ပါတယ်အိမ်မှာတော့အစပယ်လာဆိုတဲ့မျိုးသမီးကစောင့်ကြိုနေပြီးစစ်ဆက်ပွဲအခမ်းအနားကြောင်ပြောဖို့ချိန်ထားတာမမေ့ဘူးမလားလို့မေးပါတယ်ဗစ်တာကတော့ဒီကိစ္စကိုလုံးဝစိတ်မဝင်စားပါဘူးမိသားစုလူကြီးတွေစီစဉ်တဲ့ဒီလက်ထပ်ပွဲကအနှစ်သာရမရှိတဲ့အခွန်တက်ပါပဲလို့ပြက်ပြက်သားသားပြောချလိုက်ပါတယ်စကားပြောနေရင်းနဲ့အစပယ်လာကဗစ်တာခေါ်လာတဲ့ကောင်မလေးကိုသတိထားမိသွားပါတယ်နေပါဦးရှင်သူမကိုမိမဆက်ပေးဘူးလားအလိုဝေးလိုက်တဲ့အချိန်မှာကောင်မလေးရဲ့မျက်နှာကပြည့်ရင်းသွားပါတယ်သူမစိတ်ထဲမှာသွားပါပြီ။ငါအကြောင်းရိပ်မိသွားလားဆိုရင်တကြီးတွေးနေပုံနဲ့ဒီအပိုင်းပြီးဆုံးသွားပါတယ်။